တွေ့တာသူတို့ရှိပါတယ်လာရတဲ့ဘဝတစ်ခုစောက်ရန်ရည်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ချင်းတော့တနေရတော့သစွန်ခုတော့အကြောင်းနဲ့ပြတ်သွားမြဲမယုံကြည်နိုင်လောက်အောင်ခြေနေတွေတိုက်ဆိုင်တော့ကွယ်နောက်တစ်ခါတွေ့လက်ပွင့်ရဖြစ်ရတယ်လက္ခဏာရှာကပြောတဲ့မင်းရဲ့မလုံးလန်းကြောင်းမှာအကျုံးခံနေတယ်မိမနဲ့ပတ်သက်လာရင်အမြဲတမ်းပဲကန်ဆိုနေမယ်အခမ်းမတင်ရဲ့အချီတွေ့ကိုတက်တောင်ရန်ရှာလိမ့်မယ်ရကန်ချစ်သမားတဲ့